နော်လေးမေးထားလိုက်နော်ဘယ် platform လို့စားရလာလဲဆိုတော့စိတ်ဝင်စားတယ်ကွာဒီကတင်တန်းတွေကိုအားနဲ့စပြီးတော့ intern စဆင်းနေပေါ့နော်ဆင်းပြီးတော့အားနဲ့စပြီးတော့ဒီချိန်ဒီဘယ် platform မှာပဲဒီနေ့နဲ့6လလောက်ရှိဘယ်လိုလုပ်ရမလဲဆိုတာကိုလည်းသိတယ်နောက်ဘာကြောင့်လဲဆိုတာကိုလည်းသိတယ်ဘယ်မှာလဲဆိုတော့ဒါပေမဲ့ participant ကဘာလဲဆိုတာကိုမသိဘူးပြီးတော့ तू ဘယ်လိုတင်ရတာလဲဆိုတာလည်းမသိဘူးနောက်ဘာလို့အရေးကြီးလဲဆိုတာကိုလည်းမသိဘူးဆိုရင်အခက်ခဲကတော့ဘာထူးခြားခက်ခဲကြီးဆိုတာတော့မရှိပါဘူးအခက်ခဲကတော့မိသားစုခက်ခဲလောက်ပဲရှိတယ်ဒီမှာလုံနေရတဲ့အလုပ်ကာလတစ်လျှောက်လုံးတော့ခက်ခဲတော့အဲ့လောက်ကြီးတော့သိမရှိဘူးတခုပဲတယောက်နဲ့တယောက်ဒီ trainer တွေကြားမှာတစ်ခါလေ communication တွေလစ်ဟာသွားတဲ့အချိန်တွေကြားလို့ရှိရင်နည်းနည်းခက်တယ်ပေါ့နော်အဲ့ဒါဟုတ်ရှင်းဘာလို့လောရမယ့်ဟာတခုမှ activity တခုပါလဲ active listener နဲ့active နဲ့ passive listener ပေါ့နော်တက်ကြတာနားတော့ပေးခြင်းပေါ့နော်အဲ့နဲ့ပတ်သက်ပြီးတော့ညီမတို့အချိန်ရတယ်ပေါ့ညီမတို့ exercise ရတယ်ပေါ့နော်ဇလက်ပေါ်မှာလူတယောက်ဘာကိုကြည့်ပြီးပေါင်းလဲဆိုတော့စိတ်ပဲဘာစိတ်လဲဆိုတော့ဇလက်ကိုတကယ်ယူတသားနဲ့ခင်တဲ့စိတ်ဇလက်မှာတငယ်ချင်းကအလွာပေါင်းစုံရှိတယ်ပတ်စံဘလောက်ပဲရှိစိတ်ထားမကောင်းရင်ဇလက်နဲ့ဘလို့မှပေါင်းလို့အဆင်ပြေမှာမဟုတ်ဘူးပြောလို့ရှိရင်ဇလက်ကဒီပွင့်လင်းတာကိုကြိုက်တယ်ဟန်ဆောင်တာလောကမကြိုက်ဘူးမင်းကလေးပြပြပဲမင်းကလေးတချို့တော့သူတွေ over တွေပဲများတယ်ပေါ့နော်ထားပါဒါတော့သူတို့ right နဲ့သူတို့ဒါပေမဲ့ဇလက်ကအဲ့လိုမျိုးမနေတတ်ဘူးကိုယ့်ရဲ့အရှိတိုင်းပဲနေတတ်တယ်တခါလေကိုပြင်လိုက်မယ်နေချင်းသူတို့နေလိုက်မယ်ကွာဇလက်ရှိတိုင်းနေတယ်နောက်ဆုံးအိမ်မန်းချက်ပေါ့နော်နောက်ဆုံးအိမ်မန်းချက်က coffee ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်ဖွင့်ခြင်းနဲ့ကိုယ့်ရဲ့ coffee ဆိုင်နဲ့လူတွေဝင်လာနဲ့လုံးဝဒုက္ခတွေပြေသွားပြီးတော့တကယ် coffee ရဲ့ရတာစစ်ကိုခံစားနိုင်တဲ့ coffee ဆိုင်တစ်ဆိုင်ပေါ့နော်အဲ့ coffee ဆိုင်ကနေပြီးတော့ရလာတဲ့အရင်းနှီးတွေနဲ့အရင်းနှီးဆိုတဲ့အမြတ်တွေပေါ့နော်အဲ့မြတ်တွေနဲ့တစ်ချိန်ကိုတက်ကြီးသွားတဲ့တစ်ချိန်ဇလက်မွေးစားမဲ့ကလေးတွေပေါ့နော်သူတို့မိဘမဲ့ကေဟာလိုမျိုးလဲသဘောမထားဘူးပြီးတော့နောက်တစ်ခုကကျတော့ဘာလို့ဇလက်ပတ်စံနဲ့ပဲမွေးကျင်လဲဆိုတော့သူများအိမ်လုံးနေတယ်လို့မျိုးကွာဒိုနာတွေရှာလို့ရတယ်ကွာ proposal တွေတင်နိုင်ငံခြားနေတော့ပတ်စံနေရဖို့ဒါပေမဲ့အဲ့လိုမျိုးလုပ်လို့ရှိရင်ဒိုနာတွေကကလေးတွေလာလွှမ်းမိုးမယ်ဒီကလေးကိုတော့ဘာတင်ပေးပါဒီကလေးကိုဘလို့နေခိုင်းပါဒီကလေးကတော့ဘလို့စိုးနေတယ်ဘလို့လုပ်ပေးပါဆိုတဲ့ဟာမျိုးတွေလာလွှမ်းမိုးနေမယ်ပေါ့နော်အဲ့လွှမ်းမိုးမှုတွေအောက်မှာသူတို့မရှိစေချင်ဘူးသူတို့ဂီတကိုစိတ်ဝင်စားလားဂီတသမားဂီတကိုသွားပကြီးလားပကြီးကိုသွားလုံးဝသူတို့ဘွားတွေကိုအဲ့လိုမျိုးနစ်တင်ပေးခြင်းတယ်ပေါ့နော်အဲ့ဒါနောက်ဆုံးရည်မှန်းချက်ပဲလာတဲ့ဒီရွာလေးလူများစကားပြောကြဖို့နော်ဘုံလုံးကြဖို့နော်အသေးကြလေးလားဟိုမှာတကချောင်းရိုးရဲ့ဟိုဘက်ကန်းစက်ကတော့ဘယ်နဲ့ပေါ်မလဲဒီကုန်းလုံးဝိုင်းလုံးမပါမရချောင်းရိုးရဲ့ဟိုဘက်ကန်းစက်ကတော့လက်ဓာတ်ပေါ်ပါဗျာ